နေ့တော့ကျမရဲ့ချိန်ရင်းလေးချက်ပြပါမယ်။ရေဆုံးကျမရဲ့တီကိုခြေပြီးတော့လုံးထားပါမယ်။ပြီးလို့ရှိရင်စက်သွန်ဖြူနေထောင်းထားပါမယ်။အိုးထဲမှာစီပူလာပြီဆိုရင်စက်သွန်ဖြူနေလေးကိုစီသက်ပါမယ်။ငါးလေးတွေထည့်ပြီးတော့လုံးပေးပါမယ်။လုံးပေးပြီးလို့ရှိရင်ငါးလေးတွေနူးအောင်အတွက်ရေလေးနည်းနည်းထည့်ပြီးတော့လုံးပေးပါမယ်။ငါးတွေကြက်လာပြီဆိုလို့ရှိရင်တော့လုံးထားတဲ့ကျမရဲ့ကလေးကိုထည့်ပါမယ်။ထည့်ပြီးလို့ရှိရင်တော့အရသာတော်တော်စိမ့်သားငပိရဲ့ငံပြားရဲ့ချုံမုတ်ရဲ့စက်သားမုတ်လေးရဲ့ကိုထည့်ပေးပါမယ်။ချမရလေးတွေနဲ့ငါးလေးတွေနဲ့လုံးသွားပြီဆိုရင်ရှင်တော့မိမိလိုတဲ့လောက်ရေကိုထည့်ပါမယ်။ရေကိုထည့်ပြီးတော့အုပ်ထားလိုက်ပါမယ်။ရေလေးဆူလာပြီးပွက်ပွက်ဆူလာပြီဆိုရင်တော့နောက်ဆုံးမှာပြီးထားတဲ့ရုံးပတိတီးလေးကိုထည့်ပါမယ်။ရတာပေါ့ငံမီးပြီးအတော်ပဲဆိုလို့ရှင်တော့နောက်ဆုံးကြရင်အိုးချကန်ဒီမှာပင်စိမ်းလေးတွေကိုအုပ်ပြီးတော့ချလို့ရပါပြီ။ဒါဆိုရင်အရင်စကောက်နဲ့ချမရဲ့ချင်လေးရပါပြီ။